TikTok ကြည့်ရပဲဖြစ်ဖြစ် YouTube ကြည့်ရပဲဖြစ်ဖြစ် content တွေ consume လုပ်တဲ့အခါကျရင်ကိုယ့်အတွက်ကောင်းမဲ့ content မျိုးတွေကိုပဲရွေးပြီးတော့ကြည့်ပါဘာလို့လဲဆိုတော့တို့ဘယ်လို content မျိုးကြည့်မလဲဆိုတော့တို့မှာရွေးချက်ပိုင်ခွင့်ရှိရကွာသိတာကိုယ့်အတွက်မကောင်းဘူးကိုယ့် energy ကို draining ဖြစ်စေတဲ့ content မျိုးတွေဆိုရင်ထူးသဖြင့်ရှောင်မှာတို့ဆိုရင်လည်းတို့ရဲ့ page account ကိုတုံးရမယ်ဘာလို့လဲဆိုတော့ page account က self improvement နဲ့ပတ်သက်တဲ့ဟာကြီးနောက်ပြီးကြတော့တကယ်ဘဝရဲ့ philosophy ပိုတက်တယ်ပေါ့လေဒီ personal account ကျတော့လည်းမဟုတ်ဘူးပွဲတွေပါကြီးများတယ်ကွာတည်ရမလားlocal FYP ဆိုတော့အဲ့တော့တို့နေတိုင်းကြည်နေတဲ့ဟာတွေတို့ FYP မှာတက်လာတဲ့ဟာတွေကလည်းတို့ရဲ့တွေးခေါ်ပုံတွေကိုမတိမတာ unconsciously ပေါ့နော် influence ဖြစ်တယ်ကွာတည်တာကိုယ့်ရဲ့စိတ်အတွက်ခံစားလို့ကောင်းစေမယ်ကိုယ့်ကိုတစ်ခုခုတိုးတက်စေမယ်ကိုယ်တက်မျိုးတွေပဲကြည်ပါကိုယ့်ဘဝကိုမလုံလောက်ဘူးလို့ခံစားရစေတဲ့ content မျိုးတွေရှောင်ပါသူများရဲ့ lifestyle တွေကိုတအားလိုက်မကြည့်ပါနဲ့ပေါ့နော်အဲ့ဒါလေးပဲတော့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ depression တို့နောက်ပြီးတော့ peer pressure တို့ရဲ့ root cause ကအဲ့လိုမျိုး content တွေကိုလိုရာထက်ပိုပြီးတော့ကြည့်ပြီးတော့ကိုယ့်ကို share မိလို့ဖြစ်တာကွာ you know so yeah ကျေးဇူးပါ